Venus and Tarot page ကနေပြီးတော့ Venus ပြန်လဲကြိုးဆိုပါတယ်အခုတခါ Venus က Taurus ရာသီဘွားလေးအတွက်ဇွန်လလတလားစာပေါ့နော်အခြေ love reading လေးကို Venus ဟောပြောပေးတော့မှာဖြစ်ပါတယ် Venus ရဲ့ reading တွေမှာတော့ထုံးစံအတိုင်းပဲဗီဒီယိုမှာအပိုင်း2ပိုင်းပါမယ်ပေါ့နော်ပထမတစ်ပိုင်းကတော့လက်ရှိမှာ single လေးအတွက် reading ဖြစ်တယ်ဒုတိယတစ်ပိုင်းကတော့ relationship လေးအတွက် reading ဖြစ်ပါတယ်ဒါပေမဲ့ relationship reading ဆိုတော့ညာလေ single လေးတွေမှာလက်ရှိပတ်သက်နေတဲ့သူရှိတယ်တစ်ဖက်မှာ dealing လုပ်နေတဲ့သူရှိတယ်ဆိုရင်ဒုတိယပိုင်းကိုပါဆက်ပြီးတော့ကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်ပေါ့အဲ့တော့ Venus တို့အရင်ဦးဆုံး Taurus ရာသီဘွားပေါ့နော် single လေးအတွက်အရင်ဦးဆုံးကြည့်လိုက်ပါမယ် single reading မှာတော့ Venus ထည့်ကြည့်ပေးနေကြအတိုင်းပဲလက်ရှိ current love energy နောက်ပြီးတော့ ex ရဲ့ energy crush ရဲ့ energy situationship ရဲ့ energy နဲ့ဇူလိုင်လထဲမှာဘာတွေဆက်ဖြစ်မလဲဆိုရင်ခေါင်းစဉ်လေးနဲ့ reading လေးကိုလုပ်ပေးသွားမှာပါအဲ့တော့အရင်ဦးဆုံး Taurus single လေးတွေရဲ့ current love energy ပေါ့နော် sorry လက်တလောမှာဒါလေးထွက်လာတယ်နော်ဒီကတ်လေးလက်တလောမှာဖြစ်နေတဲ့ current energy ကိုကြည့်တဲ့အခါမှာTaurus လေးတွေကလက်ရှိမှာပေါ့နော်ဆုံးဖြတ်ချက်တွေချနိုင်ဖို့စူးစမ်းနေရတယ်ရုန်းကန်နေရတယ်ဆိုတဲ့အနေအထားမျိုးမှာသွားတွေ့ရတယ်ပေါ့နော်ဟိုပြောရလို့ရှိရင်တချို့တွေအတွက်ကလက်ရှိမှာကိုယ်နဲ့စကားပြောနေတဲ့သူရှိနိုင်တယ်ဒါမှမဟုတ်လေကိုယ့်ဘဝထဲမှာမကြသေးခင်ကလူအသစ်တစ်ယောက်ဝင်လာတာမျိုးရှိတတ်တယ်အဲ့လိုအခြေအနေမျိုးတွေမှာဥပမာစကားပြောနေတဲ့လူနဲ့ပဲဖြစ်ဖြစ်လက်ရှိမှာလူအသစ်နဲ့ပဲဖြစ်ဖြစ်ဘလို့ပဲနဲ့နီးနဲ့ပဲဖြစ်ဖြစ်အခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုကယုံကြည်မှုတည်ဆောက်ဖို့နည်းနည်းခက်နေသေးတဲ့အနေအထားမျိုးလို့မြင်ရတာပေါ့နော်ဥပမာလာပြီးတော့ချင်းကတ်တဲ့သူရှိရင်တော့မှဟာငါ့ကိုတကယ်ရောဟုတ်ရဲ့လားအတီးအတန့်ဟုတ်ရဲ့လားကိုကသဘောကျတဲ့သူရှိရင်တော့မှအဲ့ဒီလူပေါ်မှာကိုယ့်ရဲ့စိတ်ခံစားချက်ကိုကနေကိုဝေဝါးဖြစ်နေတဲ့အနေအထားမျိုးမှာရှိတယ်လို့မြင်ရတယ်ကိုယ့်အခြေအနေနဲ့ပတ်သက်ရင်ဟိုဘာဆက်လုပ်ရမှန်းမသိတဲ့အခြေအနေအထားမျိုးပေါ့နော်အဲ့တော့တစ်ဖက်လူမရှိသေးတဲ့သူတွေဆိုလို့ရှိရင်တော့မှကိုယ့်အခြေအနေမှာဝေဝါးနေမဲ့အနေအထားမျိုးလို့ပြောလို့ရတာပေါ့နော်အဲ့တော့ X ရဲ့ energy ကိုကြည့်တဲ့အခါမှာThe World ကကြတယ်နောက်တစ်ခုကကြတော့ The Fool ကကြတဲ့အတွက်ကြောင့်ပုံမှန်လင်းလင်းပြောရရင်တော့ X နဲ့ပတ်သက်ပြီးတော့အများကြီးဟိုမျှော်လင့်ထားလို့ရတဲ့ energy မျိုးတွေမှာမပါဘူး Base of the Deck ကလည်း Seven of Swords ကကြတဲ့အတွက်ကြောင့်ကိုနဲ့ X နဲ့ကြားထဲမှာကကြီးကြီးမားမားအထင်မြင်လွဲသွားတာမျိုးတွေ cheat လုပ်ခံခဲ့ရတာမျိုးတွေနော်အဲ့လိုမျိုးတစ်ဖက်နဲ့တစ်ဖက်မှာယုံကြည်မှုတည်ဆောက်လို့မရတဲ့အခြေအနေတွေအများကြီးတွေ့ရသလိုကွာဟမှုတွေလည်းအများများလို့နေလို့ finish မြင်တယ်ကြားတဲ့ကတ်တွေကလည်း The World နဲ့ The Fool ကကြတဲ့အတွက်ကြောင့် chapter တစ်ခုပြီးဆုံးသွားပြီးတော့စာမျက်နှာအသစ်တစ်ခုပြန်စနေတယ်ဆိုတဲ့ message မျိုးတွေ့ရတဲ့အတွက်ကြောင့်မလို့နှစ်ယောက်ကြားတဲ့ connection ကတော့များသောအားဖြင့်ဒါတစ်ဖက်လူဘက်ကဒီဆက်ဆံရေးကိုအပိသက်လွှတ်ချပြီးတော့ရှေ့ဆက်သွားဖို့ကြိုးစားနေတယ်ဆိုတဲ့ message မျိုးတွေကတော့ပုံများတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ crush နဲ့ပတ်သက်ပြီးတော့ Venus တို့ကြည့်မယ် crush နဲ့ပတ်သက်ပြီးကြည့်တဲ့အခါမှာကြာလာတဲ့ကတ်က Ten of Pentacles ကကြတယ်Seven of Swords ကကြတဲ့အတွက်ကြောင့် crush ကလေဟိုအခြေအနေနဲ့ပတ်သက်လို့ရှိရင် trust issue ရှိတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်เนาะအဲ့ခါကျတော့ကိုယ့်အပေါ်မှာသူယုံကြည်ရဖို့သူစ조사နေတယ်ယုံကြည်နိုင်ဖို့သူစ조사နေတယ်ယုံကြည်ရသလားဆိုတာကိုလေ့လာနေတာမျိုးတွေအများကြီးတွေ့ရတယ်သူ့ဘဝမှာကအတိတ်မှာတော့အဆင်မပြေခဲ့တဲ့အခြေအနေထားတွေရှိခဲ့လိမ့်မယ်ဥပမာပြဿနာတွေရှိခဲ့တာအရင်တော့အခြေအနေနဲ့ပတ်သက်ပြီးတော့သူအဆင်မပြေမှုတွေကြုံခဲ့တာအဲ့လိုမျိုး trauma တွေရှိတဲ့အခါမျိုးမှာလူတစ်ယောက်ကိုသူကနှလုံးသားနဲ့မဟုတ်တော့ဘဲနဲ့အုံနောက်နဲ့စဉ်းစားပြီးဒီလူဒီတင့်တော်ရဲ့လားယုံကြည်ရလောက်လားဆိုတော့ရွေးချယ်ခြင်းတဲ့သူမျိုးဖြစ်နေတယ်ပေါ့လေအဲ့တော့ကိုကတော့ crush တွေကနေအဆင်ပြေဖို့ဆိုရင်သူ့ယုံကြည်မှုရဖို့ကိုတော်တော်စူးစမ်းရမယ်အနေထားမျိုးရှိတယ်ပေါ့လေအဲ့တော့ situationship ပေါ့နော် situationship ဆိုတာကတော့လက်ရှိမှာကသူနဲ့ကိုနဲ့ကြားတဲ့အခြေအနေထားဒီခေါင်းစဉ်တက်ရခတ်တဲ့အနေအထားမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒီမှာတော့ page of one page of swords ကကြားတဲ့အတွက်ကြောင့်ဒါကတော့လူတိုင်းလို့မဆိုလို့ပဲတချို့တွေကဟိုဘယ်လိုပြောရမလဲကိုနဲ့ကိုရဲ့ situationship ကြားမှာဟိုတက်တရလူရှိနေတဲ့အခြေအနေထားမျိုးလည်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့ base of the deck မှာ king of swords ကကြားတယ်အကုန်လုံးက code ခတ်တွေကြီးပဲလို့ပြောလို့ရတယ်ပေါ့ပြောချင်တာလူပုဂ္ဂိုလ် page တွေ king နေဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော် finish နေတာလူ3ယောက်ပါဝင်ပတ်သက်နေတာလည်းဖြစ်နိုင်တယ်အခါကျတော့3မွေးဆိုင်ဇလန်းတွေလည်းဖြစ်တတ်တယ်နောက်တစ်ခုအဲ့လိုမဟုတ်ဘူးဆိုရင်လည်းတယောက်နဲ့တယောက်က type တွေမတူဘူးပေါ့နော် type မတူဘူးpersonality တွေမတူဘူးအပြုတ်မှုတွေနေပုံထိုင်ပုံအကျင့်စရိုက်တွေမတူတော့အဲ့ဒါလေးညှိနှိုင်းရနေနေခက်နေတတ်သလိုလက်ရှိမှာကျတော့တစ်ဖက်နဲ့တစ်ဖက်စိတ်ခံစားချက်ကပေါ့ပပုံစံမျိုးအနေထားမျိုးမှာတော့ပိုသွားနေတယ်ပေါ့နော်တကယ်ကို serious ကြီးအလေးနက်ကြီးဆိုတာမျိုးထက်ဆိုင်ပေါ်ပါတဲ့ဟိုစိတ်ခံစားချက်အနေထားလေးမှာပဲရောက်နေသေးတယ်လို့တော့ Venus မြင်ရတာပေါ့အဲ့တော့ဇူလိုင်လထဲမှာ Taurus single လေးတွေเนาะဘာတွေဆက်ဖြစ်မလဲကြည့်ရတဲ့အခါမှာကြာလာတဲ့ကတ်က King of Pentacles ကတ်ကြတယ်Six of Pentacles ကကြတဲ့အတွက်ကြောင့်ဒီလထဲမှာတော့အခြေအနေနဲ့ပတ်သက်ကံကောင်းလိမ့်မယ်အခြေအနေနဲ့ပတ်သက်စမ်းပွင့်လိမ့်မယ်
ကိုယ့်ကိုသဘောကျတဲ့သူတွေများမယ်ကိုယ့်စီကအချစ်ကိုတောင်းခံတဲ့သူတွေရှိမယ်ကိုကအဲ့ဒီဂျားထဲမှာရွေးချယ်ရလိမ့်မယ်ပေါ့နော်တချို့ဆိုရင်တကယ်ကိုလုံးဝမထင်ထားပဲနဲ့အရန်ကိုဒီလူကငါ့ကိုလာကြိုက်တာဟုတ်ရဲ့လားလို့တွေးရလောက်တဲ့အနေအထားမျိုးလောက်ထိကောင်းတဲ့သူတွေကိုယ့်ဘဝထဲမှာရောက်လာတတ်တယ်လို့ Phoenix ကတော့မြင်တယ်အဲ့တော့ကိုကတခါတည်းစဉ်းစားထားပေါ့နော်နှလုံးသားနဲ့ပဲရွေးမှာလားအုံနောက်နဲ့ပဲစဉ်းစားရွေးချယ်မှာလားပေါ့နော်ဖြစ်နိုင်ရင်တော့အုံနောက်နဲ့စဉ်းစားရွေးချယ်တာကပူပြီးမှန်ကန်တဲ့ရလဒ်တွေထွက်ဖို့တော့ပိုများတယ်ပေါ့ဒါကြလာတဲ့ကတ်တွေအရာပြောတာပေါ့လေအဲ့တော့ anyway ဘယ်လိုပဲဖြစ် Taurus single လေးဒီလထဲမှာတော့အခြေအနေနဲ့ပတ်သက်ရင်ကံကောင်းမဲ့လလို့ပြောလို့ရပါတယ်အဲ့တော့ဒုတိယတစ်ပိုင်း Phoenix တို့ relationship reading ဆက်သွားမယ်ပေါ့နော်ရှေ့မှာပြောခဲ့သလိုပဲ relationship မဟုတ်တော့ညာလဲ single လေးတွေမှာပတ်သက်နေတဲ့တစ်ဖက်လူရှိတယ်ဆိုရင်ဒီ reading ဒုတိယပိုင်းကိုဆက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ခေါင်းစဉ်ကအရင်ဦးဆုံးကိုယ့်ဘက်ကနေပြီးတော့တစ်ဖက်လူပေါ်မှာရှိတဲ့ feelings ကိုအရင်ကြည့်မယ်ပေါ့အဲ့တော့ကိုယ့်ဘက်က feelings ကတစ်ဖက်လူကိုတော်တော်လေးတွေ့တာနေတဲ့နှောင်တွယ်နေတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့ဖြတ်ချဖို့လုံးဝကိုမဖြစ်နိုင်ဘူးဒီလူကိုဘလို့မှလက်မလွတ်နိုင်ဘူးဒီလူနဲ့ပတ်သက်ပြီးတချို့အရာတွေမှာကိုသဘောမကျတာရှိနေမယ်ဒါပေမဲ့လည်းဘလို့မှဒီလူနဲ့ပတ်သက်ပြီးကိုတန်ရောစင်မပြတ်နိုင်ဘူးပေါ့လေနော်အဲ့လိုမျိုးတွေမှာရှိနေတယ်တချို့တွေဆိုရင်ပူလောင်တဲ့ဓာတ်အောင်ခံစားနေရတယ်တစ်ဖက်လူနဲ့ပတ်သက်ပြီးတစ်ဖက်လူအရန်နေ attachment ဖြစ်လို့နာတစ်ဖက်လူနဲ့ပတ်သက်ပြီးသူနဲ့အဆင်ပြေရင်ကိုယ့်ဘဝကြီးကကိုယ့်ရဲ့တနေ့တာကြီးကအဆင်ပြေနေတယ်သူနဲ့အဆင်မပြေဘူးဆိုရင်ကိုယ့်ဘဝမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေလုပ်ရကင်ရတာတွေစာတင်ရတာတွေတော့မိသားစုနဲ့တော့အဆင်မပြေဘူးစိတ်မပါတော့ဘူးမပျော်တော့ဘူးအဲ့လိုမျိုးလောက်အထိကိုတစ်ဖက်လူပေါ်မှာကိုက attach ဖြစ်နေတဲ့အနေအထားမျိုးတွေသွားတွေ့ရတယ်တချို့တွေတော့ကတော့ကိုယ့်ရဲ့တစ်ဖက်လူနဲ့အဆင်ပြေဖို့အတွက်ကိုယ်မှာဖြတ်ချခဲ့ရမယ်တချို့သောလူတွေတချို့သောအခြေအနေတွေရှိနိုင်တဲ့အနေအထားမျိုးလို့တော့ပြောလို့ရတာပေါ့နော်အဲ့တော့တစ်ဖက်လူဘက်က Taurus လေးတွေပေါ်မှာရှိတဲ့စိတ်ခံစားချက် feelings ကိုကြည့်တဲ့အခါမှာကြာလာတဲ့ကတ်က Seven of Coins ကတ်ကြတယ် Ace of Cups ကတ်ကြတဲ့အတွက်ကြောင့်တစ်ဖက်လူကကိုယ့်ပေါ်မှာချစ်ချင်းမြတ်တာနဲ့တန်ရောစင်ရှိတယ်နှလုံးသားနဲ့စဉ်းစားလိုက်ရင်တော့ကိုဒီသူ့အတွက်အရန် perfect ဖြစ်တဲ့သူကိုဒီသူ့အတွက်အရန်အဆင်ပြေမဲ့သူဒါကိုသူကလက်ခံနိုင်တယ်သိတယ်ဒါပေမဲ့အုံနောက်နဲ့စဉ်းစားကြည့်လို့ရှိရင်တော့ decision နဲ့ဝေဝါးလာတာမျိုးတွေတွေ့ရတယ်ပေါ့နော်ချစ်တော့ချစ်တယ်တန်ရောစင်တော့ရှိတယ်ဒါပေမဲ့အုံတေချာစဉ်းစားလိုက်ရင်အစင်ရောပြေပါမလားဆိုတဲ့အတွေးဝင်နေတာမျိုးလေးတော့တွေ့ရတာပေါ့အဲ့တော့ဇူလိုင်လထဲမှာကြုံရနိုင်တဲ့အခက်အခဲ challenge ကဘာရှိလဲဆိုပြီးကြည့်တဲ့အခါမှာ Three of Pentacles ကကြတယ် The Fool ကကြတဲ့အတွက်ကြောင့်နှစ်ယောက်ကြားထဲမှာက base of the deck က the tower ကကြတဲ့အတွက်ကြောင့်တချို့အရာလေးတွေမှာအပြောင်းလဲလေးတွေ changes လေးတွေဖြစ်တတ်တယ်เนาะပြဿနာလေးတွေဖြစ်တယ်ဒါပေမဲ့ပြန်ညှိဖြစ်သွားမယ်เนาะအဲ့လိုမျိုးတချို့အရာလေးတွေမှာနှစ်ယောက်ကြားထဲမှာမရောက်ဘူးသေးတဲ့နေရာလေးတွေမသွားဘူးသေးတဲ့နေရာလေးတွေမလုပ်ဘူးသေးတဲ့အလုပ်လေးတွေမကြုံဘူးသေးတဲ့အဖြစ်ပြက်လေးတွေမရဘူးသေးတဲ့ခံစားချက်လေးတွေအဲ့လိုအသစ်သောအရာလေးတွေအပြောင်းလဲ changes လေးတွေဖြစ်လာတတ်တယ်နော်တချို့ဟာလေးတွေကလည်းကောင်းတဲ့အဖြစ်ပြက်အပြောင်းလဲတွေဖြစ်တတ်တယ်လို့တချို့ဟာလေးတွေကလည်းကိုမမျှော်လင့်ထားတဲ့အပြောင်းလဲဖြစ်ပြက်လေးတွေလည်းဖြစ်တတ်တယ်အဲ့တော့ဒီလထဲမှာကတော့အစ်စ်မပြေလေးဒါလေးတွေလည်းရှိမယ်ပြေတာလေးတွေလည်းရှိမယ်ပြန်ညှိရတာလေးတွေလည်းရှိမယ်တချို့အရာလေးတွေမှာလည်းကိုကတော့ဒါတော့ကိုယ့်ဘက်ကလက်ခံနိုင်တယ်ဒါကတော့လက်မခံနိုင်ဘူးအဲ့လိုမျိုးရှေ့တိုးရတာတွေနော်ကိုယ့်ရဲ့ comfort zone တွေကနေရုံထွက်လိုက်ရတာမျိုးတွေအဲ့လိုမျိုးလေးတွေလည်းကြုံရတဲ့ကာလလို့ပြောလို့ရချိုးကွေလေးနည်းနည်းရှိရဲပေါ့လေအဲ့တော့ဇွန်လလထဲမှာဘာတွေဆက်ဖြစ်မလဲဆိုတော့ကြာလာတဲ့ကတ်က Nine of Swords ကကြတယ် Six of Swords ကကြတယ် Base of the deck က Five of Wands ကကြတဲ့အတွက်ကြောင့်ရှေ့မှာ Phoenix ပြောခဲ့သလိုပဲဒီလထဲမှာတော့နည်းနည်းလေးအတိုက်ခံစကားပြောရတာလေးတွေများတတ်တယ်တချို့ရန်ပြဿနာလေးတွေဖြစ်တတ်တယ်ဒါပေမဲ့ဒီဆက်ဆံရေးတွေအပိသက်သွားမယ်လို့တော့ Phoenix မထင်သေးဘူးဘာဖြစ်လို့လဲဆိုတော့ stress များရတယ်ဆိုပေမဲ့ရှေ့ကို ongoing ဆက်ပြီးတော့သွားပြနေမယ်ဆက်ဆံရေးလို့ပုံမြင်တယ် struggle တော့လုပ်နေရတယ်ဒါပေမဲ့အပိသက်သွားမယ်ဆက်ဆံရေးတစ်ခုထဲမှာတော့မပါနေသေးဘူးပေါ့နော်စိတ်တော့ရှုပ်နေရပေမဲ့ဒါကိုပဲရှေ့ဆက်နေပြီးသွားနေမယ်စူးစမ်းနေရအောင်မဲ့ဆက်ဆံရေးတစ်ခုတော့ဖြစ်ပါလိမ့်မယ်အဲ့တော့စရအဆင်ပြေပါစေလို့ Phoenix ဆုတောင်းပေးပါတယ်